ကွက်တီပဲကွာကွက်တီပဲ ဘာရတယ် ဘာလို့အောင်ပါလဲသမီးပဲပြောတယ်လေမိမိလက်ရစားရတာရိုးနေပြီတခါတလေပပလက်ရစားနေတယ်ဆိုလို့ပပသမီးအကြိုက်ပြီးဆုံးပင်ချက်ပေးနေတာဗျာစားမှာအေးစားမယ်စားမယ်အဲ ဘာနည်းတူတော့မကြည့်ရတာ ပန်းကြီးကျင်လို့ခါရောက်တာပေါ့ရတော့ဗလားမလားဘူးမလားပြော ဟုတ်တယ်နော်။တာခွေးရမှာဘောဘာလက်ရလေးဘကိုပဲနေမလားသမီးရဲ့။ဟောအေးပါပြီးဆုံးပဲလေးမြည်ကြည့်ပါဦးလား ပြီးပြီပဲ ။ပြီးကြလို့ရှားလေသွားစီရ။ဟေး ဟဲ့ရလေဘာရတာမှမရှိဘူးပေါ့ရွှေ့နေရပဲ ရတာရှိတော့ပါလေဟာ ဘာရတာရှိရလဲဒါတော့ပေါ့ရွှေ့နေရေးတော့နေရတဲ့အတိုင်း ။ဟာဟုတ်သေးပါဘူး။ခုနကတော့မှမြည်တော့အဲ့လောက်အချင်းနေမစိုးပါဘူး။အဲ့လောက်အချင်းနေမစိုးဘူးနော် ဆုံးဆုံး အမလေးရှင်ကတော့တိနေပေါ့ ။မသိပါဘူး တော်တော်တက်နေပေါ့ ။ဟုတ်တယ် မတက်ရင်ကျမပြောသလိုလားစားနိုင်တဲ့ထက်တယ်လားစားပေါ့ ။ဟောစားခဲ့ရ ဟုတ်တယ် ။တေးကွာ။ဟာ။တေးကြီး